အစားတော့လေဒီဟာကိုမဖြေတော့ဘူးလို့နေညာဒါပေမဲ့လေဖြေမှရတော့မယ်လို့ထင်လို့ဖြေပေးမယ်နော်ဥပမာတစ်ခုပဲတွက်လိုက်ပါအိမ်မှာချက်တဲ့ကြက်သားကအရသာကောင်းနေမွေးနေတယ်အပြင်မှာချက်တဲ့ကြက်သားကမလက်ဆက်ဘူးအဲ့လောက်ထိမမွေးနေဘူးစားလို့လည်းမကောင်းဘူးဆိုရင်ထင်းနေတာယောက်ျားကြတော့အပြင်ကဟာပဲတတန်ဆွဲဖြစ်နေမလားအိမ်ကသမီးဟိုပဲတတန်ဆွဲဖြစ်နေမလားကိုစဉ်းစားကြည့်ပါနော်တကယ်လို့ခရီးအဝေးထွက်ပြီးမှနေရှည်လများကြာရင်တော့ကျမအာမမခင်အောင်အဲ့ဒါတော့ကျမမပြောတတ်ဘူးသူတခြားကောင်မနေနဲ့မနော်ဟိုကဖြစ်ကျမမပြောတတ်ဘူးဒါပေမဲ့ကိုဖက်ကမိန်းကလေးဝတ်တရားရှိတဲ့အတိုင်းကိုဖက်ကတာဝန်ကြီးလုပ်ပြီးမယ်ဆိုရင်တော့ပြောချင်တာကဘာကိုပြောချင်လဲဆိုတော့လေပြောရမယ်ဆိုရင်လေကျမကလေပြောတင်မပြောတဲ့တေချာစဉ်းစားတာပေါ့နော်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံကကျတော့ကိုရီမြန်မာနိုင်ငံကကျတော့ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံနောက်ပြီးအိန္ဒြေစောက်တည်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကပြောတင်မပြောတဲ့တေချာစဉ်းစားမှကျမပြောတာဒါပေမဲ့ဒါကကျတော့မိန်းကလေးအများစုတေးသေးနေတယ်လို့ကျမပြောပြပြီနော်မယုံလဲစုံစမ်းလို့ရတယ်နော်အသက်50 60အမျိုးသမီးလေးနောင်မှတချို့တော့အမျိုးသမီးလေးနောင်မှဒီအိမ်ထောင်ရေးဒုက္ခပေါ့အိမ်ထောင်ရေးဒုက္ခဆိုတာဘာမှမသိဘူးအသက်တာကြီးသွားတယ်ကလေးတာမွေးသွားတယ်အဲ့လိုမျိုးလူလည်းအများကြီးရှိရနော်ပြောချင်တာကလေဒီရဲ့အရာရေးကိုလေအဲ့လောက်ထိအရေးတယူမထားကြဘူးဒီမြန်မာနိုင်ငံမှာကျတော့မိန်းကလေးတွေကကျတော့လေအဓိကသူတို့ထားတာကျတော့အိမ်မှုကိစ္စဒီအိမ်ထောင်ရေးဘယ်လိုပြောမလဲဒီမျိုးတောင်းလုပ်ပေးရမယ်ဘယ်လိုပြောမလဲအဝိစားလျှော်တာလို့ဘာလို့ညာလို့နောက်တစ်ခုအမျိုးသမီးကောင်းတယောက်ပြီးတအောင်မပြောလို့အိမ်ထောင်ရှင်မကောင်းတယောက်ပြီးတအောင်ဆိုမှအမြဲတမ်းကလေးတွေနဲ့ပဲအချိန်ကုန်တာပေါ့နော်နောက်ပြီးကို့အတွက်လည်းအချိန်မရှိဘူးကို့အတွက်လည်းကို့အချိန်မကုန်ဘူးကလေးအတွက်အချိန်ကုန်တယ်ဒီအိမ်အတွက်အချိန်ကုန်မိသားစုအတွက်အချိန်ကုန်ဒီတိုင်းအိုမြင်သွားတဲ့မိန်းကလေးတွေလည်းအများကြီးဒါပေမဲ့ယောက်ျားလေးဆိုတဲ့ဟာကျတော့လေပြောချင်တာကလက်လေးဒီလိုဖွဲတဆုပ်ကိုင်နိုင်အောင်မှတို့လို့လေစက္ကန့်လိုဒါဖြစ်စေပေါ့နော်ဒီရဲ့စိတ်ကိုတို့တော့မဖြောင်းနိုင်ကြဘူးဒီရဲ့စိတ်ကတို့လို့ကိုဘယ်လိုပြောမလဲအရန်ပြင်ပန်းနေတော့မှကိုအဲ့လိုမျိုးဟိုဖြစ်ပြီးရင်ပြင်ပန်းရတဲ့ဟာတော့မှတို့လို့ဖြေတိတ်သွားတယ်ကွာပျောက်သွားအဲ့လိုမျိုးပုံစံကွာပြောမလို့အမောပြေတယ်ကွာအဲ့လိုမျိုးဟုတ်ပါတယ်နော်အဲ့လိုမျိုးပေါ့နော်ဒါကြောင့်လေဒီအခုဟာကျတော့ဖောက်ပြန်တဲ့ဗီဇလို့ပြောတော့ဟိုအဝေးရောက်လို့ဖောက်ပြန်တာတော့ကိုမသိပေမဲ့ကိုရဲ့အနီးအနားရှိနေရတော့ကိုကဖောက်ပြန်နေတယ်ဆိုရင်တော့ပြောချင်တာကိုကဒီမှာရှိရတဲ့သူကဖောက်ပြန်နေပြီဆိုရင်ဒါကတော့စဉ်းစားသင့်ပြီပေါ့နော်